အားလုံးပဲမင်္ဂလာပါရှင်။စာရေးဆရာမင်းနိုင်ရဲ့ပတ်စံကိုဘယ်လိုရှာရမလဲ How to get the money ဆိုတဲ့စာအုပ်ကလေးရဲ့အပိုင်း2ကိုဆက်လက်ဖတ်ပြပေးသွားပါမယ်ရှင်။အရေးနည်းကိုမှန်ကန်စွာအသုံးပြုခြင်းပတ်စံချမ်းသာဖို့အတွက်ကိုယ်မှလုံလောက်တဲ့ပညာအသက်မွေးဝမ်းကြောင်းပညာရှိပါသလား။အဲ့ဒီလိုပညာရှိရင်အဲ့ဒီပညာကိုတစ်ဖက်ကန့်ခတ်ကျွမ်းကျင်အောင်ပြုလုပ်ပြီးငွေတွေကိုရှာဖွေနိုင်ပါတယ်။တကယ်လို့အဲ့ဒီလိုပညာတွေမရှိဘူးဆိုရင်ငွေအရေးနည်းလေးနည်းနည်းပါတော့လိုပါတယ်။အဲ့ဒီငွေအရေးနည်းလေးကိုအခွင့်အရေးဆိုတဲ့နေရာမှာအသုံးချလိုက်ရင်ချက်ချင်းကျွယ်ဝလာပါလိမ့်မယ်။အောက်ပါအဖြစ်အပျက်တစ်ခုကိုကြည့်ပါ။ဂျွန်ဆိုတဲ့လူတစ်ယောက်အိမ်အောင်ကြပြီးစားဝင်ငွေအတော်အသင့်ရှိတဲ့အလုပ်ကလေးတစ်ခုနဲ့ရက်တည်နေချိန်မှာသူ့အဖေကသူ့အိမ်ကိုရောက်လာတယ်။လုပ်ငန်းတစ်ခုမှဝင်ရောက်ရင်းနှီးဖို့သူ့ကိုတိုက်တွန်းပါတယ်။သူ့အဖေနဲ့အလွန်ရင်းနှီးတဲ့မိတ်ဆွေရဲ့သားကသူတို့မြို့ရိုးအပြင်ဘက်နားမှာမြေရိုင်းတစ်ခွက်တွေ့ထားတယ်။ဒီမြေရိုင်းကတူးမြောင်းနဲ့ခက်ဝေးဝေးနေရာမှာမို့ရေမရဘူး။ဒီမြေကိုသူ့အဖေမိတ်ဆွေရဲ့သားကဈေးပေါပေါနဲ့ဝယ်မယ်ဆိုပြီးရင်နွားတွေနဲ့မောင်းလို့ရတဲ့ရေတက်ဘိန်းကြီး3ခုတက်စင်မယ်။မြေဩဇာကောင်းတဲ့မြေမှုလို့ရေသာရရင်အဆင်ပြေပြီးတန်မိုးတက်ပြီးဒါကြောင့်သူကရေကူးရေသွဲတဲ့ကိစ္စပြီးရင်သူ့မြေကိုစိုက်ပျိုးရေးသမားတွေစီဈေးကြီးကြီးနဲ့ပြန်ရောက်မယ်။သူကဒီလိုကြံစီထားတယ်။ဒါပေမဲ့သူ့မှာငွေရင်းငွေနှီးမပြည့်စုံဘူး။ဂျွန်ကလည်းသူ့နီးတူတာမန်ဝင်ငွေလောက်ပဲရှိတာ။သူ့အဖေကလည်းဂျွန်အဖေလိုပဲအရင်နှီးမထုတ်ပေးနိုင်ဘူး။ဒါကြောင့်သူကဒီလုပ်ငန်းကြီးကိုစုပေါင်းလှုပ်ဆောင်မှုစိတ်ဝင်စားတဲ့သူစိတ်ထက်တန်တဲ့သူတွေလိုက်ရှာစုဆောင်းတာ။သူ့လောက်ပဲဝင်ငွေအသင့်တရှိတဲ့လူ10ဦးစုပေါင်းပြီးကိုဝင်ငွေရဲ့10ပုံတစ်ပုံစီမှန်မှန်ထည့်ကြမယ်။ညီရောင်းလို့ရတဲ့အချိန်မှာတဦးချင်းစီရဲ့ထဲဝင်ငွေပေါ်မူတည်ပြီးအမျက်ငွေကိုအချိုးကျခွဲယူမယ်ဒီလိုစဉ်းစားထားတယ်။ဂျွန်အဖေကဂျွန်ကိုအဲ့ဒီအလုပ်မှာရင်းနှီးမြှုပ်နှံစေခြင်းနဲ့ငါသားဒါမှအသက်ကြီးတဲ့အခါမပူမပင်မကြောက်မကြပဲနေရမယ်။လူအများကြားမှာတိတ်ခါရှိတဲ့လေးစားခံရတဲ့လူဖြစ်မယ်။အဖေကလှုပ်စေခြင်းနဲ့အဖေငငယ်ကဒါမျိုးမလုပ်ခဲ့လို့ခုချိန်မှာမပြည့်မစုံဖြစ်နေတာတဲ့အဖေပြောသလိုလုပ်ပါကွာတဲ့အဖေကိုကြည့်ပြီးသင်ခန်းစာယူပါအဖေငယ်စဉ်ကလှုပ်တင်လှုပ်ထိုက်ခဲ့တဲ့အလုပ်ကိုအခုမင်းလှုပ်စမ်းပါအခုသားရတဲ့ဝင်ငွေရဲ့10ပုံတစ်ပုံကိုအဖေပြောတဲ့လုပ်ငန်းမှာရင်းနှီးလိုက်ပါအဲ့ဒီကနေအစာပြုသွားရင်သားအဖေအရွယ်လောက်ရောက်ရင်လူချမ်းသာကြီးတယောက်ဖြစ်လာလိမ့်မယ်တဲ့ဒီတော့ဂျွန်ကအဖေစကားတွေတန်မိုးရှိတာမှန်တယ်ကျွန်တော်လည်းချမ်းသာကြွယ်ဝခြင်းပါတယ်ဒါပေမဲ့ခုလက်ရှိအနေထားအရကျွန်တော်မှာဝင်ငွေနဲ့ထွက်ငွေမမျှမတဖြစ်နေပါတယ်ဒါကြောင့်အဖေပြောသလိုလုပ်ဖို့တိတ်မလွယ်ဘူးဖြစ်နေတယ်ကျွန်တော်လည်းငယ်ပါသေးတယ်အဖေရွယ်ရောက်ဖို့အများကြီးလိုပါသေးတယ်ဒီကြားထဲမှာအချိန်တွေအများကြီးရှိပါသေးရဲ့အဖေရဲ့လို့ပြောလိုက်ပါတယ်တဲ့ဂျွန်ကဒီလိုပြောတော့သူ့အဖေတော်တော်စိတ်မကောင်းဖြစ်သွားတယ်ငါသားသဘောမပေါက်သေးဘူးအချိန်တွေကအရန်ကုန်မြန်နေအဖေလည်းသားရွယ်တော့ငါဒီလိုပဲတွေးခဲ့တာပဲခုဒီရွယ်ရောက်တော့ဘာမှတော့ပြန်မလုပ်နိုင်တော့ဘူးအဖေကဂျွန်ကိုနားချပါတယ်ဒါပေမဲ့ဂျွန်လက်မခံခဲ့ဘူးခုခေတ်ကအဖေတို့တော့ငါလို့မဟုတ်တော့ဘူးအဖေလိုမဖြစ်เสียဘူးစိတ်ချပါလို့ဂျွန်ကသူ့အဖေကိုပြန်ပြောလိုက်ပါတယ်ဒါပေမဲ့သူ့အဖေကလက်မလျှော့သေးဘူးဒါကသားအတွက်ချမ်းသာဖို့အခွင့်အရေးကြီးတစ်ခုပဲနော်အဖေတော့သားကိုလက်မလျှော့စေခြင်းဘူးသူနဲ့အတူတွဲပြီးရင်းနှီးလုပ်ကိုင်စေခြင်းနဲ့အခွင့်အရေးဆိုတာအမြဲတမ်းမရှိနေနိုင်ဘူးတိတ်အချိန်ကြာစဉ်းစားမနေနဲ့လှုပ်ဖြစ်အောင်လှုပ်ပါလို့အတက်သေးရောတိုက်တွန်းပါတယ်သူ့အဖေဒီလောက်တိုက်တွန်းနေတာတော့ဂျွန်ကဆရာထက်တန်မရှိခဲ့ပါဘူးစဉ်းစားတွက်ဆရင်းနဲ့ပဲအချိန်တွေတရွေ့ရွေ့ကုန်သွားပါတယ်အဲ့ဒီအချိန်မှာသူဇနီးတဲ့လည်းအရှိပိုင်းကုန်တဲ့တွေစီကပါလာတဲ့အဝတ်အစားတွေဝယ်ခြင်းဝတ်ခြင်းဂျွန်ကလည်းထိုနည်းတူစွာပေါ့ဒါနဲ့ပဲဝင်ငွေ10ပုံတစ်ပုံကိုအဖေပြောတဲ့လုပ်ငန်းထဲမထည့်ဝင်မရင်းနှီးဖြစ်တော့ဘူးပေါ့ဂျွန်မရင်းနှီးဖြစ်လိုက်တဲ့အဲ့ဒီလုပ်ငန်းကြီးကဂျွန်ထင်ထားတာထက်ကိုအဆပေါင်းများစွာအောင်မြင်သွားတယ်အဲ့ဒီတုန်းကရင်းနှီးခဲ့တဲ့လူတွေကြီးမားတဲ့အကျိုးအမြတ်တွေရကြတော့မှဂျွန်ယူကျုံမရဖြစ်နောင်နာရမဆုံးဖြစ်တော့တာပါပဲလူတအုပ်မှာများပြတဲ့ငွေကြီးဒနအစုဝေးဖြစ်လာဖို့ပထမဦးစွာပြိုးထောင်ရင်းနှီးဖို့အစကလေးတစ်ခုတော့ရှိရပါမယ်ကိုယ်တိုင်လှုပ်အားနဲ့ရှာဖွေလို့ရတဲ့ရွှေစဒါမှမဟုတ်ငွေစပေါ့နဲသည်ဖြစ်စေများသည်ဖြစ်စေဒါကိုအရင်းနှီးဖြစ်ပြောင်းလဲနိုင်ရမယ်ဒါဟာကနဦးအစပါပဲအခွင့်အရေးကိုရှာဖွေခြင်းပတ်စံချမ်းသာဖို့ကအခွင့်အရေးကောင်းတစ်ခုပေါ်မှာမူတည်ပါတယ်မြေအောက်ရေကိုရှာဖွေတူးဖော်သလိုပေါ့မြေကြီးတွေကိုတူးပြီးတွင်းဟာတဖြည်းဖြည်းနှက်လာတယ်အဲ့ဒီမှာကြောက်ဖြာကြီးတစ်ခုခံနေတယ်အဲ့ဒါကြီးကိုပေါက်စိန်နဲ့တူးခွဲလိုက်တဲ့အခါရေတွေထွက်လာပါတယ်ပေါက်စိန်တစ်ချက်ပါပဲရေဟာမထွက်တော့ကတော့မထွက်ဘူးထွက်တော့လဲပေါက်စိန်တစ်ချက်နဲ့ထွက်တာပါပဲအဲ့ဒီလိုပဲအခွင့်အရေးဆိုတာကိုရှာဖွေရယူတတ်ဖို့လဲလိုပါတယ်အောက်ပါဖြစ်ရလေးကိုကြည့်ပါဘေဘီလုံမျိုးကိုဘရင်ကြီးကတိဆောက်နေပါတယ်
တိုင်းသူပြည်သားတွေကအုတ်တစ်ချက်တဲတပွင့်အဲ့ဒီမြို့ကြီးတိဆောက်ရေးမှာဝင်ပါနေကြတယ်။တနေ့တော့လူတစ်ယောက်ကသူ့တငယ်ချင်းတစ်ယောက်ကိုအကြံစီတစ်ခုပြောပြတယ်။ဒီမြို့ရိုကြီးတွေနောက်တစ်နှစ်လောက်မှပြီးလိမ့်မယ်။အဲ့ဒီအခါမြို့တကားတွေတက်တဲ့အခါကျွေးဝါတက်တီတွေအများကြီးလိုလိမ့်မယ်။တို့မြို့မှာအဲ့ဒီလောက်ကြေးဝါမရှိဘူး။ဒါကြောင့်တို့တွေကြေးနီတက်ထုတွင်းစီကသွားဝယ်ထားရအောင်။မင်းနဲ့ငါဆက်တူလောက်ကြတာပေါ့။တကယ်လို့ဘရင်ကြီးကတကားတွေလှုပ်ထားလို့အမိန့်ချလိုက်ရင်တို့စီမှာကြေးဝါတွေရှိတော့တို့စီလာဝယ်ကြလိမ့်မယ်။အဲ့ဒီတော့မှကြိုက်စည်းခေါ်ပြီးရောင်းရအောင်။ဒီတော့သူ့တငယ်ချင်းကလည်းသဘောတူပြီးစူဆောင်းထားတာလေးတွေနဲ့အဲ့ဒီအကြံစီကိုအကောင့်ထဲပေါ်ကြပါတယ်။တကယ်လည်းမြို့တကားတွေတက်တဲ့အချိန်ရောက်တော့သူတို့မျှော်လင့်ထားသလိုဖြစ်လာပြီးသူတို့တွေချမ်းသာသွားပါတဲ့။ဒါဟာအခွင့်အရေးကိုရှောက်ဖွေအသုံးချခြင်းပဲဖြစ်ပါတယ်။သူတစ်ပါးရဲ့လိုအပ်မှုကိုဖြည့်ပေးနိုင်ရင်ငွေရမယ်။ငွေရမယ့်လမ်းကြောင်းတွေထဲမှာသူတစ်ပါးရဲ့လိုအပ်မှုကိုဖြည့်ပေးနိုင်မှုဟာလမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့လူအများရဲ့လိုအပ်မှုကိုဖြည့်ပေးနိုင်ရင်တော့အလွယ်တကူချမ်းသာတဲ့ဘဝကိုချက်ချင်းရောက်စေနိုင်ပါတယ်။အထူးသဖြင့်စားတောက်ကုန်တွေဖြန့်ဖြူးရောင်းချတဲ့အလုပ်ကိုဒီနေရာမှာတာရကအနေနဲ့ကြည့်နိုင်ပါတယ်။မရှိမဖြစ်စားသုံးရမယ့်စားတောက်ကုန်မျိုးအဲ့ဒီစားတောက်ကုန်မျိုးကရှားလဲရှားပါမယ်ဆိုရင်အဲ့ဒါကိုဖြန့်ဖြူးရောင်းချတဲ့အခါငွေတွေရလာမှအသေးချပါပဲ။အဲ့ဒီလိုပဲလူတွေရဲ့အဓိကလိုအပ်ချက်ကိုဖြည့်ပေးနိုင်တဲ့စီးပွားရေးလုပ်ငန်းမျိုးဆိုရင်လည်းချက်ချင်းကျွေးဝါလာမှအသေးချပါပဲ။အောက်ပါဖြစ်ပျက်ကိုကြည့်ပါ။ဒေးဗစ်ပိုစင်းငယ်ကဖြစ်ပါတယ်။သူကခြားတိတ်ပွားမှာပဲရှိသေးတော့တကြားလုံးကြိုက်တယ်။သူ့လိုပဲခြားတိတ်တွေကတကြားလုံးကြိုက်တယ်။ချောကလက်ကြိုက်တယ်။အဲ့ဒီတော့သူတို့တွေကတကြားလုံးတို့ချောကလက်တို့ကိုသူတို့ရက်ကွက်နဲ့ခက်ဝေးဝေးမှရှိတဲ့ကုန်းစုံဆိုင်ကြီးမှာတွားဝယ်ရပါတယ်။အဲ့ဒီတော့ဒေးဗစ်ပိုစီကအဲ့ဒီအချက်ကိုစဉ်းစားမိပြီးသူ့မိခင်ကိုသူ့တကြားလုံးနဲ့ချောကလက်ကိုအိမ်မှာရောင်းချင်ကြောင်းပြောတဲ့အခါမိခင်ကခွင့်ပြုတာနဲ့သူလည်းတကြားလုံးနဲ့ချောကလက်တွေကိုလက်ကားရောင်းတဲ့ဆိုင်ကတွားဝယ်ပြီးတစ်ဆင့်ပြန်လဲပြီးသူ့အိမ်မှာရောင်းပါတယ်။အမျက်ကို2ဆတင်ရောင်းတယ်။ဒီတော့2ဆမြတ်တာပေါ့။သူ့အိမ်ရှိမှာခြားတိတ်တွေတန်းစီနေတာပဲ။အဲ့ဒါကနေစီးပွားရေးအမြင်တွေသူ့မှာရှိလာပါတယ်။သူတစ်ပါးရဲ့လိုအပ်ချက်ကိုသိနေခြင်းဟာငွေကြေးချမ်းသာမှုကိုဖြစ်စေပါလားဆိုတာပေါ့။ဒါပေမဲ့သူဟာအဲ့ဒီမဖြစ်စလောက်တကြားပုံလေးရောင်းရတာကိုဆက်မလုပ်ခဲ့ဘူး။နောက်တော့သူကကွန်ပျူတာတစ်လုံးဝယ်ပြီးအင်တာနက်ချိတ်ဆက်ပြီး website တွေဖွင့်ပါတယ်။စီးပွားရေးကုမ္ပဏီများရဲ့ကြော်ညာတွေကိုသူ့ website မှာတင်ပေးတယ်။သူတို့ကသူ့ကိုကြော်ညာခပေးပါတယ်။သူ့ website ကိုတရက်လျင်2000ကျော်နှိပ်ပြီးကြည့်ကြတဲ့အထိအောင်မြင်လာတဲ့အခါတပတ်ဒေါ်လာ800လောက်ဝင်ငွေရှိလာပြီး4လအတွင်းဒေါ်လာ1000နဲ့ချီပြီးရခဲ့ပါတယ်။အဲ့ဒီတုန်းကသူ့အသက်16နှစ်ဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအလုပ်ကိုလည်းသူကကြာရှည်ဆက်မလုပ်ဖြစ်ပါဘူး။နောက်တော့သူကောလိပ်တက်တယ်။မောင်မင်းသိလွင်နှစ်မှာသူကအဆောင်နေပါတယ်။အဲ့ဒီနောက်အခန်းပေါ်တအုပ်နဲ့ပေါင်းပြီးအခန်းဆောင်တစ်ဆောင်ငှားနေပါတယ်။အခန်းက1လ800ကိုသူ့တငယ်ချင်း2ယောက်တယောက်တစ်ဝက်ကြာခံပါတယ်။အဲ့ဒီအခါမှာသူ့မှာအတွေ့တစ်ခုရလာပါတယ်။ဒီလိုအခန်းကျယ်ကြီးမှာနေနိုင်ဖို့သူကဒေါ်လာ400ထည့်နေရပါလား။ဒါကိုနီးလန်းတစ်ခုမရှာနိုင်ဘူးလားဆိုတဲ့အတွေ့ပါ။အဲ့ဒီတော့အချိန်ကုန်ခံပြီး2ထပ်အိမ်တစ်လုံးရှာပါတော့တယ်။တစ်ထပ်မှာသူနေပြီးနောက်တစ်ထပ်ကိုပြန်ငှားဖို့ပါပဲ။တနေ့မှာတော့သတင်းစာထဲမှာအိမ်ငှားကြော်ညာတစ်ခုတွေ့ပါတယ်။အိမ်ပိုင်ရှင်ကသူ့အိမ်ကိုဒေါ်လာ2,450,000နဲ့ဈေးခေါ်ပေမဲ့2,400,000နဲ့ရောင်းဖို့သဘောတူပါတယ်။ဒီတော့သူကဘဏ်တွေမှာချင်းငွေရဖို့စကြိုးစားပါတော့တယ်။သူကဘဏ်မှာအိမ်ကိုအပေါင်ထားပြီးအဲ့ဒီငွေနဲ့အိမ်ကိုပေးချေဝယ်ယူတာဖြစ်ပါတယ်။အပေါင်ထားဖို့ရာဖြတ်ကိုအပ်လိုက်တဲ့အခါငွေ2,660,000နဲ့ရာဖြတ်ပါတယ်။အဲ့ဒီတော့သူကဆက်ရမယ့်ငွေနဲ့ကုန်ကျငွေကိုအောက်ပါအတိုင်းရေးဆွဲတယ်။ပထမအကြိမ်အိမ်ပေါင်ချင်းငွေဆက်ချင်း$1,300ဒုတိယအကြိမ်အိမ်ပေါင်ချင်းငွေဆက်ချင်း$189အခွန်အကောက်များ$200အခြားစရိတ်$61စီမံအာမခံနဲ့ထပ်ဆောင်စရိတ်$200စုစုပေါင်းကုန်ငွေ$1,950အိမ်ခန်းငှားကရငွေ$1,800အဲ့ဒီတော့သူကုန်ကျတဲ့ငွေ$1,950ဖြစ်ပြီးပြန်ရတဲ့ပတ်စံက$1,800ဖြစ်တော့တစ်လကို$150တဲ့နဲ့ခန်းနာတဲ့အခန်းတစ်ခန်းထဲမှာသူနေနိုင်ပါတော့တယ်ပြီးတော့အချိန်တန်ရင်အဲ့ဒီအိမ်ကိုသူ့ပိုင်မှာပါဒါဟာဒေးဗစ်ပိုစီရဲ့လုပ်ရက်တွေပဲဖြစ်ပါတယ်အခွင့်အရေးဆိုတာကိုရှာဖွေရယူဖို့လည်းအရေးကြီးသလိုကိုယ့်စီရောက်လာတဲ့အခွင့်အရေးကိုဖန်ဆုပ်ဖို့လည်းအရေးကြီးပါတယ်ရတဲ့အခွင့်အရေးကိုမယူတတ်ရင်တိုးတက်မှာမဟုတ်ပါဘူးလူတစ်ယောက်အတွက်အရေးကြီးတာကအခွင့်အရေးကိုအခွင့်အရေးမှန်းသိဖို့ပဲဖြစ်ပါတယ်ဒါကလည်းတိတ်ခတ်တဲ့ကိစ္စမဟုတ်ပါဘူးတာမန်ထက်နည်းနည်းထူးခြားနေတဲ့အနေအထားကြောင့်တိတ်စဉ်းစားနေဖို့တော့မလိုပါဘူးဒါပေမဲ့စစ်မှန်တဲ့အခွင့်အရေးဟုတ်သလားမဟုတ်သလားကိုတော့ကိုယ်ပိုင်အသိနဲ့ခွဲခြမ်းစိတ်ဖြာကြည့်ဖို့တော့လိုပါတယ်
အောက်ပါပုံမြင်လေးတစ်ခုကိုကြည့်ပါတခါကတောင်ကြားမှာရွာလေးတစ်ရွာရှိပြီးဖျားရှိခိုးကျောင်းလေးတစ်ကျောင်းရှိပါတဲ့အဲ့ဒီဖျားရှိခိုးကျောင်းမှာဖုံးတော်ကြီးတစ်ပါးရှိပြီးအနှစ်40တိုင်အောင်ရွာကလူတွေရဲ့တာရေးနာရေးကိစ္စတွေမှာအကူအညီပေးခဲ့ပါတယ်သူဟာမြင့်မြတ်တဲ့သာသနာပြုပုဂ္ဂိုလ်ဖြစ်ပါတယ်တနေ့တော့မိုးသေးထန်စွာရာသွန်းမှုကြောင့်တောင်ကြားရွာလေးကိုရေတွေလွှမ်းမိုးလာပါတယ်လူတွေလည်းရေဘေးလွရာကိုပြေးကြလွှားကြပေမဲ့ဆရာတော်ကတော့ဖျားရှိခိုးကျောင်းမှာပဲဆက်နေပါတဲ့ဖျားရှိခိုးကျောင်းလည်းတဖြည်းဖြည်းရေမြုပ်လာတဲ့အခါဖုံးတော်ကြီးလည်းဖျားရှိခိုးကျောင်းခေါင်မိုးပေါ်မှာတက်နေရှာတဲ့အဲ့ဒီတော့မှလူတယောက်လှေတစ်စီးနဲ့ရောက်လာပါတယ်လှေပေါ်မြင်မြန်တက်ပါဖျားတပည့်တော်ရေဘေးလွရာကိုပို့ပေးပါမယ်လို့ရှောက်တဲ့ဒီတော့ဖုံးတော်ကြီးကကျုပ်ဟာနှစ်ပေါင်း40လုံးဖျားသခင်ရဲ့ဆုံးမစကားအတိုင်းကြင်ကြံနေထိုင်ခဲ့တယ်ကျုပ်ဟာဖျားသခင်ကိုလုံးဝယုံကြည်ပါတယ်ဒီတော့ကျုပ်ကိုဖျားသခင်ကကဲတင်ပါလိမ့်မယ်တင့်ဖာသာပဲလွတ်ရကိုသွားပါလို့ပြန်ပြေးခဲ့တယ်ဒီတော့လှေနဲ့လူလည်းဖုံးတော်ကြီးကိုခေါ်မရလို့လှေကလေးနဲ့ပြန်ထွက်သွားတော့တဲ့နောက်2ရက်လောက်အထိရေကဆက်တက်နေတော့ဖုံးတော်ကြီးလည်းခေါင်မိုးအထက်နာကပြတ်တက်လေးကိုဖတ်တွယ်ပြီးနေရတော့တဲ့အဲ့ဒီတော့မှရဟတ်ရင်တစ်စီးရောက်လာပြီးဆရာတော်တပည့်တော်ကျိုးကိုချပေးပါမယ်ဖေ။အဲ့ဒါကိုမှပတ်ချီလိုက်ပါရေဘေးလွတ်တဲ့နေရာကိုတပည့်တော်ချပေးပါမယ်ဖေလို့ရဟတ်ရင်မိုးကလှမ်းပြောတဲ့ဖုံးတော်ကြီးကလှေသမားကိုပြောခဲ့တဲ့စကားအတိုင်းရဟတ်ရင်မိုးကိုပြန်ပြောတဲ့ဒီတော့ရဟတ်ရင်ကလည်းဖုံးတော်ကြီးကိုထားခဲ့ပြီးအဝေးကိုပြန်တန်းသွားတော့တယ်နောက်နာရီအနည်းငယ်ကြာတော့ရေတွေထပ်တက်လာပြီးဖုံးတော်ကြီးလည်းရင်းနစ်ပြီးပြန်လုံတော်မူသွားတဲ့သူတော်ကောင်းဖြစ်တဲ့အတွက်သူပြန်လွန်တဲ့အခါကောင်းကင်ဘုံကိုရောက်သွားတဲ့ဖုံးတော်ကြီးဟာဒေါကန်နေပါတယ်ဖျားသခင်ကိုယုံကြည်အောင်များမကဖျားသခင်အဆုံးအမတိုင်းနေခဲ့ပါရဲ့နဲ့ယင်းနှစ်သေးခဲ့ရလေခြင်းလို့ပေါ့အဲ့ဒီတော့မှပဲဖျားသခင်ကကြွလာတယ်ဖျားသခင်ကအလိုဆရာတော်မထင်မှတ်ပဲရောက်လာတာပါလားလို့မိန့်ကြားလိုက်တဲ့အခါဖုံးတော်ကြီးကမထင်မှတ်ပဲရောက်လာတယ်ဟုတ်လားဖျားတပည့်တော်ဟာနှစ်ပေါင်း40လုံးဖျားစကားနဲ့အညီကြင်ကြံအားထုတ်ခဲ့ပါတယ်ဒါတော့မှတပည့်တော်အကြီးအကျယ်ဒုက္ခတွေ့နေတဲ့အချိန်မှာတော့ရင်းနစ်ပြီးပြန်လုံတော်မူတာတောင်ဖျားသခင်ကကြည်နေရတယ်လို့ယံတွေ့တဲ့ဒီတော့မှဖျားသခင်ကဆရာတော်ရင်းနစ်ခဲ့တယ်ဟုတ်လားကျုပ်ဖြစ်မယုံနိုင်ပဲကျုပ်ဆရာတော်စီကိုလှေတစ်စင်းနဲ့ရဟတ်ရင်တစ်စီးလွှတ်ပေးလိုက်တာပဲလို့မိန့်ကြားတော်မူပါတယ်ဒါဟာအခွင့်အရေးကိုရရက်နဲ့မယူတတ်လို့အသက်ပါဆုံးသွားတဲ့ဇလံလေးပါကျွန်တော်တို့မြန်မာစကားပုံတစ်ခုရှိပါတယ်ပေးကမ်းခြင်းသည်အောင်မြင်ရ၏တဲ့တခါတရံမှာငွေကိုအရန်လိုအပ်နေပေမဲ့ကိုယ့်ထက်ပိုဒုက္ခရောက်နေတဲ့သူတွေကိုလူသားချင်းစာနာတဲ့အသည့်နဲ့ထောက်ပံ့ပေးလိုခြင်းဟာကိုယ့်ကိုယ်လည်းအကျိုးပြန်လည်းဖြစ်စေတတ်ပါတယ်။ဒါဟာငွေပြုတ်လုံနည်းနဲ့တိတ်မဆိုင်သလိုထင်ရပေမဲ့လူသားဆန်တဲ့စိတ်နှလုံးနဲ့ရောင်ပြန်အနေနဲ့စိတ်ကျေနပ်မှုပီတိကိုဖြစ်ပေါ်စေပါတယ်။ဒါကိုစွန့်ရင်တစ်ခုအနေနဲ့ကိုယ်စိတ်ထဲမှာထည့်ထားရင်ပိုမိုအောင်မြင်ပါတယ်။အောက်ပါအဖြစ်ပြလေးကိုကြည့်ပါ။ဂျွန်ဟာရစ်ချန်ဆိုတဲ့ပုဂ္ဂိုလ်တစ်ယောက်ရဲ့ဖြစ်ရမှန်ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်အတော်များများကပူပြင်းလာတဲ့နွေရာသီတစ်ခုရဲ့ရက်တရက်မှာဂျွန်ဟာစတိုးဆိုင်တစ်ခုမှာပစ္စည်း2ခုဝယ်ယူဖို့အိမ်ကထွက်လာခဲ့ပါတယ်တဲ့။ဒါပေမဲ့အိမ်အတွက်တပတ်စာအစာတွေဝယ်ယူဖို့သူ့မှာရှိတဲ့ပတ်စံဟာမလုံလောက်ပါဘူး။အဲ့ဒီအချိန်မှာဂျွန်ရဲ့ဇနီးဟာကင်ဆာရောဂါဆွဲကပ်နေပြီးဇနီးအတွက်အသက်အာမခံလည်းမထားနိုင်တဲ့ဘဝ။အိမ်မှာလည်းပေးဆောင်စရာအကျွေးတွေလည်းတောင်းလို့ပုံနေတဲ့အချိန်ဖြစ်ပါတယ်။ဂျွန်ကတော့အချိန်ပိုင်းအလုပ်လေးတစ်ခုသာရှိပြီးအဲ့ဒီကမလုံလောက်တဲ့လစာငွေလေးနဲ့သူ့မိသားစုရဲ့စားဝတ်နေရေးကိုခက်ခဲစွာဖြည့်ရှင်းနေရတဲ့အချိန်ဖြစ်ပါတယ်။စတိုးဆိုင်ကိုလာခဲ့တဲ့အချိန်မှာသူ့အိတ်ထဲမှာ$4သာရှိပါတယ်။သူ့ဝယ်ချင်တာကနွားနို့တကားလန်နဲ့ပေါင်းဝုံနည်းနည်းပဲဖြစ်ပါတယ်။အိမ်မှာကလေးတွေကဗိုက်စာနေပါပြီ။ဂျွန်ဟာမီနီပွိုင်းကိုရောက်လာပါတယ်။အဲ့ဒီတော့မှသူ့မျက်စိကလူငယ်ယောက်ျားတစ်ယောက်မိန်းမငယ်တစ်ယောက်နဲ့ကလေးတစ်ယောက်ကိုမျက်ခင်းပေါ်မှာတွေ့လိုက်ရပါတယ်။ကြဲကြဲတောက်ပူပြင်းနေတဲ့နေအောင်ကြီးတွေဟာသူတို့3ယောက်ကိုအညာတာကင်းမဲ့စွာကြာနေပါတယ်။ယောက်ျားပြိုကဆိုင်းပုတ်တစ်ခုကိုကိုက်မြောက်ထားပါတဲ့။ထမင်းစားဖို့အတွက်အလုပ်ပေးပါခမညာလို့ဆိုင်းပုတ်မှာရေးထားပါတယ်။မိန်းမပြိုလေးကသူ့နောက်မှာကက်လျက်ရက်နေရှာပါတယ်။သူမကမီးပွိုင်အနီးမှာရက်လာတဲ့ကားရိစီကိုမျှော်ငင်းနေပါတဲ့။မင်းကလေးရဲ့အနားမှာ2နှစ်သားလောက်ကလေးလေးတစ်ယောက်ဟာမျက်ခင်းပြင်မှာဖင်ချထိုင်နေပြီးလက်ထဲမှာတော့အယုတ်လေးတစ်ယုတ်ကိုကင်ထားရှာပါတယ်ဂျွန်ကအဲ့ဒီမိသားစု3ယောက်ကိုခဏငေးဆိုင်ကြည့်မိနေပါတယ်။ငါထက်ဆိုးတဲ့လူတွေပါလားဆိုတဲ့အသိဝင်လာပါတယ်။ဒါပေမဲ့သူတို့ကိုသူ့မှာပါလာတဲ့ငွေလေးပေးလိုက်ရင်သူဝယ်ရမယ့်ပစ္စည်းတွေဝယ်နိုင်တော့မှာမဟုတ်ပါဘူး။ဒါနဲ့ပဲမီးပွိုင်စိမ့်သွားပါတယ်။ဒါပေမဲ့သူဟာမျက်ခင်းပြင်ကမိသားစု3ယောက်ကိုရေနာနာနဲ့ပဲအကြည့်လွှဲလိုက်ပြီးကားကိုဆက်မောင်းခဲ့ပါတယ်။သူမျက်စိထဲမှာတော့အဲ့ဒီမိသားစု3ယောက်ပုံတံရှိနေစေပါ။ဂျွန်ရဲ့နောက်မှာအဲ့ဒီမိသားစုကြံခဲ့ပါတယ်။
တမိုင်လောက်ရောက်လာပြီးတဲ့နောက်ဂျွန်ဟာရင်ထဲမှာနာကျင်နေလို့စိတ်မထိန်နိုင်တော့ပဲကားကိုအဲ့ဒီမိသားစုရှိတဲ့နေရာကိုပြန်လှည့်ပါတော့တယ်။ပြီးတော့သူ့အိတ်ထဲက$2ကိုဆွဲထုတ်ပြီးယောက်ျားဖြစ်သူရဲ့လက်ထဲကိုထည့်လိုက်ပါတယ်။အဲ့ဒီမှာယောက်ျားပြိုရဲ့မျက်လုံးအစုံကမျက်ရည်တွေကျလာပြီးဂျွန်ကိုလှက်လိုက်လဲလဲနဲ့ကျေးဇူးတင်ကြောင်းပြောရှာပါတယ်။ဂျွန်ဟာစတိုးဆိုင်ကိုဆက်လက်မောင်းထွက်ခဲ့ပြီးသူ့မျက်နှာမှာပီတိပြုံးလေးရှိနေပါတယ်။စတိုးဆိုင်ရောက်တော့သူဟာနွားနို့ကိုသာဝယ်နိုင်မှာတော့တယ်။ပေါင်မုံအတွက်ပတ်စံမရှိတော့ပါဘူး။ပြီးတော့ဂျွန်ဟာကားပါကင်ကသူ့ကားလေးကိုမောင်းထွက်ဖို့ပလက်ဖောင်းပေါ်မှာခြေလှမ်းတဲ့အခါသူ့ခြေထောက်ဟာချော်သွားပါတယ်။ပလက်ဖောင်းပေါ်ကတစုံတစ်ခုကိုတက်နေမိလိုက်လို့ပါ။သူ့ခြေထောက်အောက်မှာ$20တန်လေးတစ်ခုကျနေပါတယ်။ဂျွန်လည်းမယုံနိုင်လောက်အောင်ဖြစ်သွားပြီးပိုင်ရှင်မဲ့နေတဲ့အဲ့ဒီ$20ကိုကောက်ယူပြီးစတိုးဆိုင်ထဲကိုပြန်ဝင်သွားပါတဲ့။ပြီးတော့နွားနို့ကလွဲလို့ပေါင်မုံနဲ့အခြားစားတောက်ဖွယ်ရာတွေကိုအိမ်အတွက်ဝယ်ပါတဲ့။ဒါနဲ့တောင်သူ့လက်ထဲမှာ$5ပိုရှန်သေးပါတယ်။ဒီတော့ဂျွန်လည်းစတိုးဆိုင်ကပြန်မောင်းထွက်ခဲ့ပြီးစောစောကမြက်ခင်းပြင်ပေါ်ကမိသားစုစီပြန်လာခဲ့တဲ့။ပေးလူလိုက်တဲ့ငွေက$2တဲ့ပါ။သူလိုချင်တဲ့ပစ္စည်းကနို့နဲ့ပေါင်မုံပါ။အခုတော့နို့နဲ့ပေါင်မုံသာမကအခြားစားစရာတွေပါဝယ်လာနိုင်တဲ့အပြင်လက်ထဲမှာ$5ပို့နေပါတယ်။တကယ်ဆိုရင်သူ့မှာပါလာတဲ့$4နဲ့စတိုးဆိုင်မှာနွားနို့နဲ့ပေါင်မုံဝယ်လိုက်တာနဲ့ပတ်စံကုန်သွားမှာဖြစ်ပါတယ်။အခုတော့သူ့မှာ$ပို့နေပါလားလို့တွေးမိပြီးအဲ့ဒီ$ကိုစောစောကမိသားစုကိုထပ်လူလိုက်ပါတယ်တဲ့။ဒါကိုဂျွန်ကသူ့ဘဝရဲ့ပုံရိပ်အဖြစ်မှတ်ယူပါတယ်။သူ့အယူအဆကခမားလိုချင်တာရှိရင်စွန့်လွတ်ဖို့ပထမကြိုးစားပါတဲ့။ဂျွန်ဟာချမ်းသာကြွယ်ဝမှုအတွက်ပေးကမ်းစွန့်ကြဲမှုတွေပြုလုပ်ခဲ့သူဖြစ်ပါတယ်။ဂျွန်ကသူ့အဖြစ်ကိုကြပြလေးဆက်ပါတယ်။လူတယောက်သူ့ကိုခက်ကြောင်ကြောင်ထင်ကြတယ်။များများပေးလေများများရလေပဲ။ဂျွန်ဟာရစ်ချရန်ဟာရေပေါ်မှာတင်လန်းလျှောက်နိုင်သောအခါဆိုတဲ့အောင်မြင်ရေးစာအုပ်နဲ့ဆုတွေရရှိခဲ့သူဖြစ်ပါတယ်။ငွေကြေးကြေဝချမ်းသာသွားသူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့ပေးကမ်းခြင်းဆိုတာကိုစိတ်မဝင်စားတဲ့တထေးတွေရှိပါတယ်။ကိုယ့်အတွက်ကိုယ်သာကြည်ကြတဲ့အတ္တသမားတထေးတွေဖြစ်ပါတယ်။တခါကမဟုတ်ကအကြံစီနဲ့ပွားပေါက်တိုးဖို့ကြိုးစားတဲ့လူတစ်ယောက်ကိုတွေ့ခဲ့ပူပါတယ်။သူ့အကြံစီကအတော်လေးကိုစုပ်ခဲ့ပါတယ်။တစ်ဖက်နိုင်ငံကရက်လွန်တော့မဲ့စီတူဘူးအမျိုးမျိုးကိုအချောင်စည်းနဲ့ဝယ်ပြီး expire ရက်စွဲကိုပြင်ရိုက်ပြီးပြည်တွင်းမှာပြန်ရောင်းဖို့သူကြိုးစားပါတယ်။ဒါပေမဲ့သူ့လုပ်ရက်ကိုလူတွေသိသွားကြပြီးသူလည်းအဲ့ဒါကိုစွန့်လွတ်ပြီးနောက်လုပ်တစ်ခုပြောင်းလုပ်ပြန်ပါတယ်။ဒါဟာအနည်းရဲ့အလွန်များတဲ့မလုပ်တဲ့လုပ်ရက်ဖြစ်ပါတယ်။စားသုံးတဲ့သူတွေအစာအဆိပ်တင်ကုန်ရင်ပြဿနာအကြီးကြီးတက်ပါမယ်။မလုပ်တဲ့အလုပ်ကိုသူလုပ်တာပါ။ဒီလိုပဲစေဝါအတူတွေသူဆက်လုပ်ပါသေးတယ်။စေဝါကြတော့ရက်လွန်စေးမဟုတ်ပဲအတူပြုလုပ်တာပါ။မြေဖြူခဲလိုဟာမျိုးနဲ့အစားထိုးတာပါ။ဒါလည်းအလွန်ကြောက်စရာကောင်းတဲ့လုပ်ရက်ဖြစ်ပါတယ်။ပျောက်ရမယ့်ယောဂကိုမပျောက်စေပဲမြေဖြူလိုအမှုန့်တွေနဲ့အန္တရာယ်ကလည်းတွေးကြည့်ုံနဲ့ကြက်သီးထားလောက်ပါတယ်။တေးကြပါတယ်ဒီလူမျိုးဟာပေးကမ်းခြင်းဖြင့်အောင်မြင်ရဆိုတဲ့ဆောင်ပုဒ်ကိုကင်ဆွဲထားတဲ့လူပြီးသားတဲ့လူမဟုတ်ပါဘူး။အဲ့ဒီလိုလူမျိုးတွေဟာဘဝမကူးခင်ကိုဝိတုဒ္ဓပြန်လဲခံစားရလိမ့်ရှိပါတယ်။မျောလင်းချက်သည်အကောင်းဆုံးအဖို့မုံဖြစ်သည်လူတွေမှာမျောလင်းချက်ဆိုတဲ့အရာဟာကိစ္စတစ်ခုကိုဆက်လက်လုပ်ချင်လောက်တွန်းအားပေးနေတဲ့အရာပဲဖြစ်ပါတယ်။ကျောင်းသားတယောက်ဆောင်မွေးပွဲအောင်ကျင်တာမျောလင်းချက်ကြောင့်ပဲဖြစ်ပါတယ်။တကယ်လို့များမျောလင့်ထားတဲ့အရာဖြစ်မလာခဲ့ရင်တေချာတာကစိတ်သက်ကြဆင်းမှုပဲဖြစ်ပါတယ်။အဲ့ဒီတော့စိတ်သက်ကြဆင်းမှုဆိုတာဟာမျောလင့်ချက်ကဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲပြဿနာဖြစ်ပါတယ်။မျောလင့်တယ်လို့ဖြစ်လာခဲ့ရင်တော့ပျော်ရွှင်ခြင်းနဲ့ပြီးဝမ်းသာခြင်းစတာတွေဖြစ်နိုင်ပြီးမျောလင့်တယ်လို့ဖြစ်မလာခဲ့ရင်တော့စိတ်သက်ကြခြင်းအလိုမပြေခြင်းဒေါသဖြစ်ခြင်းဝမ်းနည်းခြင်းစတာတွေဖြစ်လာနိုင်ပါတယ်။ဘာပဲပြောမျောလင့်ချက်နဲ့ကြိုးစားခြင်းဟာခွန်အားကိုဖြစ်စေပါတယ်။လေသမားတယောက်ဟာတအေးကားကိုသူမျောလင့်ထားတဲ့တင်း90လောက်ထွက်လာရင်ဝမ်းသာပီတိဖြစ်ပါလိမ့်မယ်။အဲ့ဒီလိုထွက်ဖို့သူကမျောလင့်ပါတယ်။ဒီတော့ကြိုးစားပါတော့တယ်။ဒီနေရာမှာအဖြစ်ပြက်လေးတစ်ခုတင်ပြလိုပါတယ်။အသက်52နှစ်အရွယ်မှာအလွန်ချမ်းသာနေတဲ့တထေးကြီးဂျေကွဟာ52နှစ်အရွယ်မှာအလွန်ဆင်းရဲမွဲတေသွားခဲ့ပါတယ်။ဒါပေမဲ့သူကလောကဓာတ်တရားကိုအရှုံးမပေးပါဘူး။အားရင်အပြည့်နဲ့ထပ်ကြိုးစားပါတယ်။အလုပ်တွေပြင်းပြင်းထန်ထန်လုပ်ပါတယ်။စီးပွားတွေထပ်ရှာပြီးဆင်းရဲမွဲတေသွားစဉ်ကတင်ခဲ့တဲ့အကျွေးတွေကိုအကျေအလဲပြန်ဆက်နိုင်ခဲ့ပါတယ်။ပြီးတော့နောက်တစ်ခါပြန်လဲချမ်းသာလာခဲ့ပါတယ်။အဲ့ဒီလိုဆင်းရဲမွဲတေတဲ့ဘဝကိုရောက်သွားပြီးဘလို့စူးစမ်းအားထုတ်ခဲ့တယ်လဲဆိုတော့ဒါကရိုးပါတယ်။အဖေနဲ့အမေစီကရခဲ့တဲ့စိတ်ဓာတ်ကိုဒီအချိန်ထိဆက်ထားခဲ့လို့ပါ။ကျွန်တော်ဟာမတွေးဝေးတတ်ပါဘူး။မျောလင်းချက်စိတ်ဓာတ်ကိုထားတယ်။ဒါဟာတထေးကြီးဂျေကိုရဲ့ဘဝအောင်မြင်ရေးစိတ်ဓာတ်ဖြစ်ပါတယ်။အပြေးသမားတွေရဲ့မျောလင်းချက်ဟာပန်းနိုင်ကိုပြိုင်ပွဲဝင်အပြေးသမားတွေထက်ရှေ့ကပန်းဝင်ဖို့ပဲဖြစ်ပါတယ်
ဒါအပြင်အဲ့ဒီလိုပန်းဝင်ဖို့မှာသူတို့ကတဆင့်တက်ပြီးစံချိန်တစ်တင်နိုင်ဖို့ကိုပါထပ်ပြီးမျှော်လင့်ကြပါတယ်။ဆရာတယောက်ကစာသင်ခန်းတစ်ခုထဲမှာသူ့တပည့်တွေကိုအောက်ပါမေးခွန်းတစ်ခုမေးပါတယ်။တထေးဆိုတာဘာမဆိုလိုတာရတဲ့သူပဲကွာ။မင်းတို့လည်းတထေးဖြစ်ခြင်းနဲ့မဟုတ်လား။ဒါပေမဲ့တထေးဟာသူများတွေထက်အပြင်းမကြီးဘူး။သူများတွေထက်ပိုကြိုးစားတယ်။ဒါကြောင့်လေတထေးဖြစ်တာပဲ။တထေးမဖြစ်ခြင်းတဲ့သူမရှိပါဘူးကွာ။အဲ့ဒီအခါကျောင်းတစ်ကျောင်းကကျောင်းသားတစ်ယောက်ကကုတ်ချောင်းချောင်းနဲ့ခတ်တိုးတိုးပြောလိုက်ပါတယ်။ကျွန်တော်ကတော့တထေးမဖြစ်ချင်ဘူးဆရာ။ဟေးအစမ်းပါလားကွာ။သူများတွေကတော့ချမ်းသာရင်ဘာမဆိုဖြစ်ပြီးဆိုပြီးတထေးဖြစ်ချင်ကြတယ်။ဒါနဲ့မင်းကတထေးမဖြစ်ချင်ဘူးဆိုတော့ဘာများဖြစ်ချင်လို့လဲ။ဒီလိုပါဆရာကျွန်တော်ဟာတထေးသားဖြစ်ချင်တာပါ။တထေးကဆရာပြောသလိုဆိုသူများထပ်ပိုအလုံးလုံးပိုစူးစမ်းရတယ်ဆိုတော့ကျွန်တော်တထေးမဖြစ်ချင်ပါဘူး။တထေးသားပဲဖြစ်ချင်ပါတယ်။အဖေရှာတဲ့ပတ်စံတွေကိုစားလိုက်တောက်လိုက်နဲ့ဘလောက်ဖြုံးလို့ကောင်းမလဲ။ဒါကတထေးတယောက်အလုပ်ပိုလုပ်တာကိုအလွယ်တကူသိစေခြင်းနဲ့အဖြစ်ကလေးဖြစ်ပါတယ်။ဒါပေမဲ့တထေးသားဘဝကလည်းအဲ့ဒီကျောင်းသားပြောသလိုစိတ်ဝင်စားစရာတော့ကောင်းပါတယ်။သူကတထေးသားဘဝကိုမျှော်လင့်နေသူဖြစ်ပြီးဘာမှမကြိုးစားပဲစားလိုက်တောက်လိုက်ပြောလိုက်ပါလိုက်နဲ့နေခြင်းနဲ့သူပါ။ဟုတ်ပြီတထေးဆိုရင်သူများထပ်ပိုအလုပ်လုပ်ရတယ်ပိုကြိုးစားရတယ်ဆိုတာလက်ခံမဲ့သူတွေရှိသလိုလက်မခံမဲ့သူတွေလည်းရှိပါလိမ့်မယ်။လက်မခံမဲ့သူတွေကတထေးအဖြစ်ကိုရပြီးနောက်အသီးအပွင့်တွေခံစားနေတဲ့အနေအထားကိုသာမြင်ပြီးလက်မခံတာဖြစ်ပါလိမ့်မယ်။တကယ်တော့တထေးတယောက်ရဲ့တထေးဖြစ်ဖို့ရှောက်ခဲ့တဲ့လမ်းဟာခက်ခဲကြမ်းတမ်းနေမှာအသေးချပါပဲ။ပြီးတော့ပန်းတိုင်ကိုမျောလင်းချက်နဲ့ရှောက်ခဲ့ပေမဲ့မျောလင်းတယ်လို့ဖြစ်မလာတဲ့အခါပူထုစဉ်လူသားပြီးဝမ်းနဲ့ကြေကွဲတာစိတ်ဓာတ်ကြတာတွေဖြစ်မှာမလွဲပါပဲ။ဒါပေမဲ့ဒါတွေကိုသူလွန်ဆန်နိုင်ခဲ့လို့တထေးဖြစ်နေတာပါ။နောက်ပြီးတထေးတယောက်ရှောက်တဲ့လမ်းမှာအရာခက်တဲ့အဆင်ပြေချုံးမွေးလိမ့်မယ်ဆိုတဲ့အတွေ့အမျိုးမရှိသင့်ပါဘူး။လုပ်ငန်းချင်းပြိုင်ဆိုင်မှုမျိုးတွေအရှုံးပေါ်တဲ့အခြေအနေတွေကြာဆုံးတာတွေရှိပါတယ်။ဘာပဲဖြစ်ဖြစ်မျောလင်းချက်နဲ့စူးစမ်းရင်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်ကိုမွေးရပါလိမ့်မယ်။ပန်းနိုင်ကိုပြေးတဲ့အပြေးသမားဟာခြေလန်းချော်ပြီးလဲကြရင်ပြန်ထပြီးဆက်ပြေးရမှာပါပဲ။တစ်ခါလဲယုံနဲ့မကဘူးနောက်တစ်ခါထက်လဲရင်လည်းပြန်ထရမှာပါပဲ။အဲ့ဒီလိုလဲတိုင်းသာဘေးထွက်ထိုင်နေရင်ဘာမှဖြစ်လာမှာမဟုတ်လို့တထေးသားဘဝကိုပဲမျှော်လင့်ပြီးစိတ်ကူးသာရင်နေလိုက်ပါတော့။ဒါမှမဟုတ်လဲနောက်ဘဝမှာတထေးသားအဖြစ်တထေးလင်မယားမှာတထေးတေးပြီးမွေးဖို့စုတာတောင်းပါတော့။ရိုးသားဖြောင်းမှတ်ခြင်းဟာအဖော်ကောင်းဖြစ်တယ်။မယိုးမသားလောက်ရက်မျိုးဟာတစ်ခါစားပဲရပါတယ်။သူ့လောက်ရက်ကိုတိသွားတဲ့လူတိုင်းကနောက်ပိုင်းမှာသူ့ကိုရှောင်ကြတော့တာပါပဲ။လုပ်ငန်းတစ်ခုကုမ္ပဏီတစ်ခုမှလည်းအဲ့ဒီလိုရိုးသားဖြောင်းမှတ်မှုရှိဖို့လိုပါတယ်။လိန်စားမယ်ဆိုရင်တော့တနတ်ကောင်းပဲရပါလိမ့်မယ်။နောက်ပြီးတရားဥပဒေကလည်းကြည့်မနေပါဘူး။တခါကကြောက်ပွဲစားတစ်ယောက်ရှိတယ်။သူကပထမတော့ရိုးသားဖြူစင်သူတစ်ယောက်ဖြစ်ပါတယ်။တနေ့တော့ဘဝတူကြောက်ပွဲစားတွေနဲ့စကားဆက်ရင်ရိုးသားနေလို့ဒီလိုပဲရရဆဆဘဝနဲ့အချိန်ကုန်သွားမှာပဲလို့သူကပြောပါတယ်။ဘဝတူတွေကသူ့စကားကိုလက်မခံပါဘူး။တကယ်ကကြောက်ပွဲစားဖြစ်ဖြစ်အိမ်ပွဲစားဖြစ်ဖြစ်ကားပွဲစားပဲဖြစ်ဖြစ်ရိုးသားဖြူစင်ရင်နမေကောင်းထွက်ပါတယ်။ရေရှိမှအောင်မြင်မှာပါ။ဒါပေမဲ့အဲ့ဒီလူဟာကြောက်အယောင်းဝယ်ကိစ္စမှာလိမ်ပါတော့တယ်။ပထမတော့တစ်ခါနှစ်ခါလောက်မျိုးမျိုးမြက်မြက်လေးစားလိုက်ရတော့သူ့ကိုယ်သူကျေနပ်သွားတယ်။တဲဟုတ်တယ်ငါပါလားဒီတိုင်းဆိုငါတထေးဖြစ်တော့မယ်ပေါ့။ဒါပေမဲ့နောက်ပိုင်းသူ့လုပ်ရက်တွေကိုကြောက်အယောင်းဝယ်သမားတွေကတိသွားပြီးသူနဲ့အလုံးမလုပ်ကြတော့ဘူး။ကြောက်ဝိုင်းတဲ့သူရောက်လာတာနဲ့ရှောင်ထွက်သွားကြတယ်။သူ့ကိုလည်းမဆက်သွယ်ကြတော့ဘူး။ပွဲစားဆိုတာတယောက်တည်းရက်တီလို့မရတယ်လို့ကိုတယောက်တည်းကြိတ်စားလို့လည်းမရဘူး။တခါတလေတော့လေတယောက်တည်းစားရတာမျိုးရှိပေမဲ့ဒီလိုပဲအချိတ်ဆက်တွေနဲ့မြားစားရတာလည်းရှိတော့သူ့ကိုမဆက်သွယ်မချိတ်ဆက်တော့တဲ့အခါလုံးပါပါလာပါတယ်။နောက်တော့ကြောက်ဝိုင်းထဲကထွက်သွားရတော့တဲ့အထီပါပဲ။ရိုးရိုးသားသားနဲ့ဆက်အလုပ်လုပ်နေတဲ့သူတွေကတော့အဆင်ပြေကြကြီးပွားကြပေါ့။ပတ်စံရဖို့အလုပ်လုပ်တဲ့အခါရိုးသားဖြောင်းမှတ်ဖို့ဆိုတာအရေးကြီးပါတယ်။ပတ်စံချမ်းသာခြင်းမချမ်းသာခြင်းထက်လူပိသခြင်းပိုဖြစ်ပါတယ်။လူပိသရင်ပိုအောင်မြင်နိုင်တယ်ဆိုတာယုံပါသလား။မယုံရင်အောက်ပါလုပ်ငန်းအသီးသီးကလူတွေကိုနှိုင်းယှဉ်ကြည့်ပါ။လူနာကိုထိရောက်တဲ့ဆေးဝါးတွေပေးပြီးကုသမယ့်အစားငွေစကားပြောငွေကိုသာလူချင်နေတဲ့ဆရာဝန်ဆရာမမျိုးထိရောက်သောဆေးဝါးတွေနဲ့လူနာကိုကုသနိုင်ပေမဲ့တန်ရာတန်ကြေးဆေးကုသဆေးထပ်ပို့လိုချင်တဲ့ဆရာဝန်မျိုး၃တပည့်တွေကိုကိုတက်ကျွမ်းသလောက်စားတင်မပေးဘဲကိုကျူရှင်မှသာဖိဖိစီစီတင်တဲ့ကျောင်းဆရာဆရာမမျိုး၄ကိုအပ်ထားတဲ့ကားဒါမှမဟုတ်အိမ်ဟာရောင်းချင်တဲ့ဈေးနဲ့မတရားနည်းနေဖြစ်နေပေမဲ့အမှန်ဈေးမဖြစ်စေပဲမတရားဈေးနဲ့လိမ်ဝယ်ယူထားပြီးရောင်းတတ်တဲ့ပွဲစားမျိုး၅ပစ္စည်းရောင်းရမှာအလေးခိုးလိုက်တဲ့ဈေးတွေမျိုး
စတာတွေနေရာအသီးသီးမှာတွေ့ရလေရှိပါတယ်။အဲ့ဒီတော့ဘယ်ကိစ္စမဆိုတန်ရာတန်ကြီးပဲတောင်းပါတယ်။ဆရာဝန်ကိစ္စကနေဈေးတဲ့အစုံတရားမျှတမှုနဲ့မှန်ကန်မှုကပဲအရေးကြီးပါတယ်။ဒါဟာလူသားနဲ့ဂုဏ်သိက္ခာလည်းဖြစ်ပါတယ်။တန်ရာတန်ကြီးထက်ပိုများပြီးယူတာလိန်ယူတာတွေဟာတွေးကြည့်ရင်လိပ်ပြမတန်စရာကောင်းလာပါတယ်။တနည်းပြောရရင်လိန်နာလို့သတ်မှတ်နိုင်ပါတယ်။မသိတဲ့လူကိုလိန်ယူတာပါ။လိန်နာဟာပစ္စည်းကိုအတုလုံးမှလိန်နာမဟုတ်ပါဘူး။တန်ရာတန်ကြီးထက်ပိုယူရင်လည်းလိန်နာပါပဲ။ဒီကြားထဲပိုဆိုတာကအတုလောက်တာပါပဲ။လောကကြီးမှာလိန်နာထက်ပိုဆိုတာကအတုဆိုတဲ့ပြဿနာပါပဲ။ဒါဟာအန္တရာယ်ရှိနေတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။အထူးသဖြင့်ဆေးဝါးကိစ္စတွေမှာအတုဆိုတာမျိုးဟာလူကိုသေစေနိုင်တဲ့အထိအန္တရာယ်ရှိပါတယ်။အတုနဲ့ပတ်သက်လို့ဟာသလေးတစ်ခုပြောချင်ပါတယ်။တခါတုန်းကအလွန်စားလောင်နေတဲ့ရင်ကောင်၄ကောင်ရှိပါတဲ့။တနေ့တော့ပထမရင်ကောင်ကစားလောင်လွန်းလှလို့ဝက်ဥချောင်းတစ်ခုပေါ်မှာသွားနာပြီးအဲ့ဒါကိုစားပါတဲ့။အဲ့ဒီအခါမှာသူဟာစားပြီးတာနဲ့တေသွားပါတယ်တဲ့။ဒါဟာအတုဖြစ်နေလို့ဖြစ်ပါတဲ့။ဒုတိယရင်ကောင်လည်းဂျုံမုံတစ်ခုပေါ်မှာသွားနာပြီးစားပါတယ်။အဲ့ဒီမှာလည်းသူတေသွားပါတဲ့အတုဖြစ်နေလို့ပါပဲတဲ့။တတိယရင်ကောင်ကလည်းဒိန်ခဲတစ်ခုပေါ်မှာသွားနာပြီးစားပါတယ်။အဲ့ဒီမှာလည်းဒိန်ခဲအတုဖြစ်လို့တတိယရင်ကောင်လည်းတေသွားပါတဲ့။စတုဒ္ဒရင်ကောင်လေးကြတော့ပထမရင်ကောင်တွေရဲ့အဖြစ်ကိုမြင်ထားတော့တန်ဝေကရတဲ့။အော်အတုတွေများလိုက်တဲ့လောကကြီးငါတငယ်ချင်းတွေလည်းသွားပြီးငါလည်းအသက်မရှင်ချင်တော့ဘူးဆိုပြီးရင်သက်ဆေးလို့ရေးထားတဲ့ပိုးသက်ဆေးဘူးပေါ်မှာသွားနာပြီးမြ мян သိရင်အေးတာပဲဆိုပြီးရင်သက်ဆေးတွေကိုအားရပါရစားပါတဲ့။ဒါပေမဲ့သူဘာမှမဖြစ်လို့ရင်သက်ဆေးကိုလေ့လာကြည့်လိုက်တော့အတုဖြစ်နေတဲ့။ပုံမြင်လေးကတော့ဒါပါပဲ။ဒါဟာရေးစရာပုံမြင်လေးဖြစ်ပေမဲ့လောကကြီးမှာအတုတွေများလို့ရင်ကမောက်ကမဖြစ်တတ်တဲ့အဖြစ်ကိုတယောနေတာပါပဲ။တခါကစတိုးဆိုင်တစ်ဆိုင်ပိုင်တဲ့တထေးကြီးတယောက်ရှိပါတယ်။အဲ့ဒီတထေးကြီးဟာစိတ်ထားကောင်းမွန်သူဖြစ်ပြီးတနေ့တော့သူ့ဆိုင်ထဲမှာရက်လွန်စားတောက်ကုန်တွေကိုရှင်းလင်းဖယ်ရှားနေတဲ့အယောင်ဝန်ထမ်းမိန်းကလေးတွေနာရောက်သွားတဲ့။မိန်းကလေးတယောက်ကစီတူဘူးတစ်ခုကိုသူ့အဖော်တွေကြားထဲမှာမြှောက်ပြပြီးရက်လွန်တာတိတ်မကြသေးဘူး။ဒါမျိုးတွေ50ရှိတယ်။စင်မော်ပြန်တင်ပြီးရောင်းလို့ရသေးတယ်။ဝယ်တဲ့လူတွေမှာရက်လွန်မလွန်ကြည့်ပြီးဝယ်တဲ့သူတိတ်မရှိပဲဘူး50လောက်ရောင်းလိုက်ရတယ်ဆိုရင်ပဲအမျက်ကမနေဘူး။နောက်မို့ဆိုဒါတွေကရှုံးမှာလို့ပြောတဲ့အယောင်ဝန်ထမ်းမိန်းကလေးတယောက်ကဇောတကာတက်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုရက်ဆွဲစစ်ပြီးဝယ်တဲ့သူမျိုးဒါကိုတွေ့သွားရင်မကောင်းဘူးလို့တတိပေးတဲ့။ဒီတော့စောစောကကောင်းမလေးကအဲ့ဒီလိုလူမျိုးကြရင်လဲသမီးတို့ရက်လွန်တာကိုမမြင်လို့ပါပြန်လဲပေးပါမယ်ဆိုပြီးသူ့ရှင်မှာပြန်လဲပေးလိုက်မှာပေါ့လို့ပြန်ပြောတယ်။ဒီတော့စတိုးဆိုင်ပိုင်ရှင်တထေးကြီးလဲသူ့ကိုအနားကိုထွက်လာလိုက်ပြီးရက်လွန်စီတူဘူးကိုစင်မော်ပြန်တင်မဲ့မိန်းကလေးရှိမှသွားရက်ပါတယ်။သမီးဘာဖြစ်လို့ရက်လွန်စီတူဘူးကိုပြန်ရောင်းချင်ရတာလဲ။အန်ကဲကိုမကြောက်နဲ့ပုံမှန်လင်းလင်းသာပြောလို့မိတဲ့။ဒီတော့ကောင်မလေးကလည်းနှမျောလို့ပါဆရာ။ဒါတွေကရက်လွန်နေဆိုပေမဲ့စားလို့ရသေးတဲ့အခြေအနေပါ။နောက်ပြီးဒါမျိုးတွေများလာရင်ဆရာရှုံးမှာဆိုလို့ပါ။အရှုံးမြတ်ကိုစဉ်းစားတဲ့နေရာမှာကိုယ့်ဘက်တစ်ဖက်တည်းကိုမကြည့်ရဘူးသမီး။ကိုကတော့မရှုံးဘူးဆိုပေမဲ့တစ်ဖက်ကစားသုံးသူထိခိုက်သွားမဲ့ကိစ္စမျိုးကိုအန်ကဲတို့ရှောင်ရမယ်လို့ပြောပြီးဆုံးပါတယ်။ဈေးအောင်ချသူတဦးနဲ့တည်တင်တဲ့စံကျင်းဝတ်ဆိုတာရှိပါတယ်။ဘယ်သူမှပြဋ္ဌာန်းထားတာမဟုတ်ပေမဲ့မတင်တော့ဘူးမလုပ်တင်ဘူးဆိုတဲ့စင်ကျင်တုံတရားနဲ့ရှင်တဲ့ကျင့်ဝတ်တွေဖြစ်ပါတယ်။ပစ္စည်းတန်ဖိုးပေါ်မှာတင်တဲ့အမျက်အစွန်းရရင်ပြီးရောမတရားအမျက်ယူခြင်းတဲ့စိတ်ဓာတ်မျိုးဟာဝိသမလောဘစိတ်ဖြစ်ပါတယ်။နာကင်မှုန်လိုက်တိုက်ခတ်ပြီးတော့နောက်တနေ့မှာကုံစင်းနှုံအစမတန်တက်သွားတာလူတွေကြောင့်ပါပဲ။တာမန်အချိန်တွေမှာခောက်ဆွဲကြောက်တထုပ်တန်မို့ထက်2ဆလောက်ပေးရတယ်။ဒါဘာကြောင့်ဖြစ်တာလဲ။မှုန်တိုင်းမတိုက်ခင်အချိန်နဲ့တိုက်ပြီးအချိန်ဘာကွာသွားလို့လဲ။ပစ္စည်းတွေပြတ်သွားလို့လား။အမှန်တော့လူတွေရဲ့ဝိသမလောဘစိတ်ကြောင့်ပဲဖြစ်ပါတယ်။ဒီနေရာမှာဒါဟာအခွင့်အရေးပဲလို့မယူဆစေချင်ပါဘူး။ဒါဟာဒုက္ခရောက်နေတဲ့အချိန်ဖြစ်ပါတယ်။အသက်ဘေးစားဝတ်နေရေးဘေးတွေလေဘေးဒုက္ခတွေအပေါ်ကြာရောက်နေတဲ့အချိန်မှာဒီလိုစိတ်ဓာတ်မျိုးတွေရှိနေတာဝမ်းနည်းစရာပါပဲ။ဒုက္ခတွေအတွက်လှူကြတန်းကြအကူအညီတွေပေးကြတဲ့လူတွေကြားမှာငါချောင်လေဖို့ငါချမ်းသာဖို့ဆိုတဲ့တနက်စားစိတ်ဓာတ်မျိုးဟာယွန်းစရာကောင်းပါတယ်။ဒါမျိုးစိတ်ဓာတ်ဟာကောင်းစားလဲတမွန်းတဲ့ပါပဲ။လောကဓမ္မဆိုတာရှိပါတယ်။ဘယ်နဲ့ဘယ်တရားမင်းကမှဆုံးမတာမဟုတ်ပါဘူး။လောကကြီးကဆုံးမတာပါ။ဒါကြောင့်ဘယ်နေရာမှာမဆိုရိုးသားဖြောင့်မှန်မှုအရေးကြီးသလိုငွေရှာတဲ့အခါမှာလည်းရိုးသားစွာရှာဖွေဖို့လိုအပ်ပါတယ်။ငါကတော့ကောင်းစားဘဝတူတွေဘဝပြတ်ဆိုတဲ့စိတ်မျိုးနဲ့စီးပွားမရှာစေချင်ပါဘူး။ရိုးသားဖြိုစင်မှုနဲ့ပတ်သက်ပြီးအေဗရာဟင်လင်ကွန်ရဲ့ဂုဏ်ပုဒ်တစ်ခုကိုပြောပြပါရစေ။
လင်ကွန်းဟာမှန်တဲ့အမှုဘက်ကပဲလိုက်လေရှိပါတယ်။မလွန်တဲ့အမှုမျိုးကိုသူမလိုက်ဘူး။ဒါကြောင့်အေဗရာဟင်လင်ကွန်းကအမှုကိုလက်ခံပြီးတရားရုံးမှာရင်ဆိုင်ပြီးဆိုတာနဲ့လင်ကွန်းရဲ့အမှုသည်ဟာအမှန်ဘက်ကရှိနေပြီလို့တရားသူကြီးဂျူရီလူကြီးတွေနဲ့ပရိသတ်အားလုံးကသဘောပေါက်ကြတယ်။လင်ကွန်းကစတိုးဆိုင်တစ်ဆိုင်မှာအယောင်စရေးလုပ်ခဲ့ဖူးပြီးသူ့ဆိုင်မှာနွမ်းပါတဲ့မိန်းမကြီးတစ်ယောက်ပစ္စည်းဝယ်ပြီးငွေမှားချေသွားခဲ့ပါတယ်။အဲ့ဒီမိန်းမကြီးပို့ပေးသွားတဲ့ငွေကိုလင်ကွန်းကဆိုင်ပိတ်ပြီးတာနဲ့6မိုင်လောက်ဝေးတဲ့အဲ့ဒီမိန်းမကြီးအိမ်ကိုလမ်းလျှောက်သွားပြီးပိုငွေကိုပြန်ပေးခဲ့ပါတယ်။